Hello မင်္ဂလာပါရှင်ဒီကနေ့ကကြတော့ငတင်းပြားလေးတွေကိုချက်ဆောင်မှာဖြစ်ပါတယ်ဒီငတင်းပြားတွေကိုလည်းဘယ်တော့ကတ်တပူလာမသိဘူးအဲ့လိုလက်ခေါ်ရပေါ့နော်အဲ့ဒါကိုစီစာချုံမုတ်လေးနဲ့အဲ့ဒါကိုလုံထားရပေါ့နော်လုံထားတဲ့အခါမှာရုပ်သီးစီတက်လိုက်ပါတယ်ရုပ်သီးကအယောင်လေးရလာပြီဆိုရင်ငါးကိုချက်လိုက်ပါတယ်ရှင်အမငါးနဲ့ပေါ့နော်ငရုပ်သီးနဲ့ကိုနေသွားအောင်လို့ဇိုးနဲ့ကျန်နာပူလိုက်ပါတယ်ရှင်မွေပြီးတဲ့အခါမှာတော့ရေလေးထည့်ပြီးတော့မှဖုံးလေးဖုံးထားလိုက်ပါတယ်တခဏတွင်းမှာပဲငါစူပွက်လာပြီးတော့ကြမှာစပွက်လာတယ်ပေါ့နော်အဲ့ဒီခါမှာသူကမြကြီးမဲ့နဲ့နန်းနန်းလေးကိုအုပ်ထပ်ပြီးမှဖြစ်ပါတယ်ကြီးမဲ့အရင်ဦးဆုံးပေါ့နော်ထပ်ပြီးတော့မှထပ်လိုက်ပါတယ်ထပ်ပြီးတဲ့အခါမှာနည်းနည်းလေးအုပ်လိုက်ပါတယ်ရှင့်ဒီဘောနော်ငရင်းပြရဲ့အရသာကဘယ်လိုလဲဆိုတော့ကသူကနည်းနည်းလေးတက်ချင်တယ်ပေါ့တက်ချင်တယ်ဆိုတော့ကသူကအထဲရောက်9ဦးမထုတ်ပေါ့နော်ချိုးကစားကြတာဖြစ်တဲ့အတွက်ကြောင့်လို့ပေါ့နော်ကဲဟုတ်ကျေးဇူးတင်ပါတယ်